နေရာလေးဟန်ရီဆိုတာကဒီတရုတ်ရဲ့စာအုပ်တွေကိုတော့ဟန်ရီလို့ခေါ်တယ်ဒါပေမဲ့ဒီရဲ့စာအုပ်နာမည်ကသူကဟန်ရီဟုတ်ဟုတ်လားတရုတ်ကတော့ဟန်ရီလို့ခေါ်တာပဲအကုန်လုံးတော့နော်ဒါပေမဲ့ဒီရဲ့စာအုပ်နာမည်ကဟန်ရီနော်အဲဒါဟုတ်ဟန်ရီဝမ်ဟောတို့လည်း天美都嘞，每天或者天美都那么的呢，天美都嘞，都嘞，你还有啊？那啥的呢啊？都就ဟုတ်要看比较说咯，就我咪电脑我嘞，但是ဟုတ်我ตลอด就会点家的不？那哎，哎呀ချမ်း没事的，没面那边没事不了咯，对啦，ဟုတ်到老ဟုတ်子他话老用呗，点变都变转对了嘛。ဟုတ်ဒီစားဒီစကလုံးသူ့ရဲ့နာမည်ကဟန်နော်ဟန်ဟုတ်ဆိုတာဟုတ်ဘာကြောင့်ဟန်လို့ခေါ်လဲဆိုတော့ကျတော့တရုတ်နိုင်ငံမှာကကျတော့အာဟန်လူမျိုးတွေကလူမျိုးစုအများကြီးရှိတယ်မြန်မာလိုပဲလူမျိုးစုအများကြီးရှိတယ်ဒါပေမဲ့အဲမြန်မာတို့ကပိုမြန်မာထက်တာလူမျိုးစုပိုလို့များတယ်အဲကြောင့်အများစုက80%လောက်ကဟန်လူမျိုးတွေနေကြတာတို့ရဲ့ပင်မလူမျိုးပေါ့လေဥပမာမြန်မာနိုင်ငံဆိုဗမာကကျတော့80%ကတော့ဗမာပါအဲ့ဒီသဘောမျိုးပဲဟုတ်သူတို့စီမှာအဲ့80%လောက်ကကျတော့အာဟန်လူမျိုးတွေနေကြအဲ့ဒါကြောင့်လို့ဟန်ဘာလဲဟန်မျိုးမလို့ဟန်လို့ခေါ်ပါဗောလေအဲ့ဒါကြောင့်သူတို့ရဲ့ဘာသာစကားမလို့သူတို့ဟန်လို့ခေါ်တယ်ယူဆိုတာကြောင့်ဘာသာစကားဒီယူဆိုဘယ်ဟုတ်ယူပဲဖြစ်ဖြစ်ဟိုကရင်းယူနော်ရင်းယူဟုတ်စသဖြင့်အဲ့ဒါကိုဘာသာစကားလို့ခေါ်တယ်ဘာသာစကားက language ပေါ့နော်ယူအဲ့ဒါဟန်နဲ့ယူနဲ့ပေါင်းတာဟန်ယူနဲ့ဟန်ယူဖြစ်တော့ကကျွန်တော်ကတရုတ်ဘာသာစကားပေါ့ဒါပေမဲ့ဒီမှာကျတော့တရုတ်ဘာသာစကားဆိုတာတိကျဟိုဟာလည်းမဟုတ်ဘဲနဲ့သူ့ရဲ့စာအုပ်နာမည်ကိုမှဟန်ယူဒါကြတော့နော်ဟုတ်ချုပ်သွားဟုတ်တာမသိဘူးစာအုပ်နာမည်တွေဟောလေရောဆိုတော့နားလည်ရတယ်ဟမ်ရတယ်လေရနော်โอเคโอเคချုပ်လို့ဆိုလို့ဒါကြည့်ဖြစ်လားဒါကြည့်ဖြစ်လို့မပြောပါနဲ့ဟိုဗီဒီယိုဖိုင်တွေပို့ရတာမှစင်းတော်မပြအောင်စင်းတော်ဒီညနေထိမှဒါတော့မှပြောမပြတာနော်အပေါ်နဲ့ဘက်ကသမီးကြည့်ပြီးသားအေးပါဟုတ်ပါပဲအပေါ်နဲ့ဘက်ကကြည့်တယ်လေအောက်တော့ဘက်ပဲကြာအားတဖို့ပဲတန်းအောက်တော့ဘက်ပဲကြာအောက်တော့ဘက်ကနည်းနည်းကြည့်ထားတရုတ်စာမှာဟိုမြန်မာဆိုလို့ရှိရင်တင်ခမရဘောနော်တင်ခမရမင်းကျွန်တော်ကြုံအများကြီးရှိရမလားဥပမာတင်ဆိုလို့ရှိရင်လည်းတင်တို့နင်တို့ဟိုခမရတို့အော်အဲ့မျိုးတွေမြန်မာဆိုလို့ရှိရင်အဲ့မင်းဆိုတော့မင်းတို့အဲ့မင်းဆိုတဲ့စကားလုံးတစ်လုံးပြောဖို့အများကြီးရှိရမလားဟုတ်အဲ့တော့တရုတ်မှာတော့မရှိဘူးနီဒါပေမဲ့တကယ်ရင်ကျေးပြောချင်တယ်ဥပမာဆိုတော့လူကြီးရောဟွာတို့ပြောချင်တယ်ဆိုရင်နီဖြစ်သွားတာအဲ့နီနဲ့နီပဲဒါပေမဲ့ဘယ်လိုပဲသုံးဒီမိသားစုကြားမှာပဲဖြစ်ပါဖြစ်ဂျန်နယ်အနေနဲ့သုံးတာလည်းနီပဲနော်လောကရင်ကျေးဟုတ်ချင်မှာစာဆန်ခြင်းတဲ့အခါမျိုးမှာနေလို့သုံးတာနော်ဟုတ်อืมနီမြန်မာဆိုရှင်တော့အများကြီးလေဟွာမင်းတို့ခမားတို့ကျွန်တော်တို့ကျုပ်တို့အများကြီးပဲလေအဲ့တလုံးလေးခွဲရအောင်နော်သူ့အခြေအနေပေါ်မူတည်ပြီးပြန်သုံးကြတာဟိုရင်းနှီးရဲ့လူဆိုလို့ရှိရင်ဆိုမင်းမရင်းနှီးဘူးဆိုလို့ရှိရင်ခမားအဲ့မျိုးတွေကွာအဲ့မျိုးရှိတာဟိုဒီတရုတ်မှာကြောင့်နီပဲနော်อืมအဲ好နောက်တော့ကြောင့်နော်好好ကကျတော့ဒါတိထားပြီးသား好ကပါလားအော်ဟောနေကောင်းလားမေးရမလားอืมဟာနေကောင်းလားမဟုတ်ဘူးဟာဆိုတာကျတော့သူကမားမပါဘူးလေမားပါမှနေကောင်းလားဖြစ်မှာပေါ့ဟာဆိုတာကောင်းတယ်အော်လို့လည်းပြောလို့ရတယ်ပြောရကျတော့
好嘛တခုဆိုရှင်ဟောကောင်းပါပြီဆိုမှလည်းပြောလို့ရတယ်နော်အဲ့လိုပြီးတော့ကျတော့ဟောဆိုတာပြီးဆုံးပါပြီဆိုတဲ့အဓိပ္ပာယ်လည်းတက်ရောက်တယ် ဟု နော် တ်ဟုတ် နောက်ကြလို့ရှိရင်တင်နဲ့တိလာလည်းပြီးဆုံးပါပြီဆိုတာပါပါလိမ့်မလားနော်ပြီးတော့ဘာပြောတော့หนีကတော့ဟုတ်ပါပြီကဲအဲ့ဒါဆိုလို့ရှိရင်ကိုဆိုရှင်ဘယ်လိုပြောလဲတရုတ်မှာဆိုလို့ရှိရင်ဝေါ်ဟုတ်တယ်နော်ဝေါ်နဲ့หนีနဲ့ဒါဒီနှစ်ခုပဲပတ်သုံးနေရနော်မြန်မာလိုခင်ဗျားတို့ကျုပ်တို့ကျွန်တော်တို့ကျမတို့အဲ့ဒါကြီးအများကြီးမသုံးဘူးနော်သူကကြောင့် ဟုတ် တရုတ်မှာကျတော့အလားတစ်ခုရှိရယ်ပြီးရခါကျတော့အင်္ဂလိပ်မှာလည်းနည်းနည်းရှုပ်တည်းရတဲ့ဟိုမှာဆိုလို့ရှိရင်အင်္ဂလိပ်မှာဆိုလို့ရှိရင် UN IU ဘောနော်အဲ့ဒါပဲသုံးတာကွာ ဟုတ် တစ်ခုရှိတာကတစ်ခုခုအများကိန်းအနေနဲ့တွက်ချက်မယ်ဆိုလို့ရှိရင်ဥပမာဆိုနီးဆိုရှင်ခင်ဗျာဒါပေမဲ့ခင်ဗျားတို့လို့ပြောချင်တယ်ဆိုလို့ရှိရင်နင်တို့လို့ပြောချင်တယ်ဆိုမှန်ဆိုတဲ့ဟာကိုထည့်ရတာအများကိန်းနော်မှန် ဟာ အဲ့ခါကျတော့အဲ့အများကြီးမှန်လို့ထပ်ဆိုနင်တို့လို့ပြောချင်ဘူးလို့ပြောမှာ ဟမ်မာစောစောပါ မှန်တို့လေအများကြီးကိုတုံးချင်တာ ဩနင်တို့လို့ပြောချင်တာလား ဟုတ်တယ်နင်တို့ နင်တို့ဆိုရင်အဲ့ချက်နီးထဲရတာမသိ ဟုတ်တယ်လေ နော် မဟုတ်လေနီ ဟုတ်တယ်နော် ဒီရဲ့နီမှာအများကိန်းထည့်ချင်တာလေခမ နီး ဒါ မှန် ကြောင့်ခမတယောက်တည်းပြောရလေဟုတ်တယ်ဟုတ် ဟုတ် ဒါပေမဲ့ခမတို့ဆိုတာပြောချင်တာကွာ ဟုတ်တို့ကမန်တော့နီးမှန် နီမန်ဆိုခမတို့နော်အဲ့ဒါငါတို့ဆိုဘယ်လိုပြောမလဲ ဟောမန် ဟုတ်ပြီလားဆိုလို့ရှိရင်အဲ့လိုဟုတ်ပြီနင်တို့ငါတို့ဟုတ်ပြီလားဆိုလို့ရှိရင်တခြားသူတစုံတစ်ယောက်ကိုညင်းမယ်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်ထားလို့ပြောတာထားသူပြင်းမှာကျွန်တော်ဒီတမျိုးပဲရေးတယ်ဒါပေမဲ့သူဟန်းစစ်မှာတော့နည်းနည်းကွာနော်ဟန်းစစ်မှာတော့ကွာနော်ယောက်ျားလေးထားနဲ့မိန်းကလေးထားဆိုတော့ကွာနော်သူနဲ့သူမနဲ့ပြင်းမှာတော့ဒီရဲ့ထားပဲဒီရဲ့ပြင်းမရေးရဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တူဆိုရှင်ထားတူမပဲဖြစ်တူရှင်ထားအဲ့ဆိုရင်တူတို့လို့ပြောရင်ဘယ်လိုပြောမလဲ ထားမန် ထားမယ်နော်အဲ့ဆိုတော့ပေါင်းတတ်ပြီဆက်သွားရင်နော် ဟုတ် ဟုတ်ပြီလို့ဆိုရင်အဲ့တရုတ်မှာမဟုတ်ဘဲနေရာမှာမဆိုကျေးဇူးတင်ပါတယ်ဆိုတာရှိရကွာကျေးဇူးတင်ပါတယ်ဆိုတော့ရှက်နော်ဒီမှာဒီရှက်ဒီဟန်ဇလေးနဲ့ဒီဖြင်းရင်းလေးနော်ဖြင်းရင်းရေးကြည့်ထားနော်ပထမဆုံးမှာဟန်ဇမရေးတတ်ချင်မှာမရေးတတ်ခင်မှာဖြင်းရင်းကိုများလေးရေးနဲ့အမှဟန်ဇလေးထည့်ရေးတော့နော်ဟုတ်လား ဟုတ် အဲ့လိုရှက်နော်အဲ့ဒါဆိုအဲ့ရှက်ဆိုတာအများအားသုံးတယ်ဘယ်ပဲပြောဘယ်ပဲရောက်ဘယ်ပဲတော်အဲ့ရှက်တလုံးနဲ့ညီနဲ့ဟိုနဲ့တပြီဆိုလို့ရှိရင်တော်တော်များများစကားကိုဟိုလုံးဝကြီးမဟုတ်ပေမဲ့တော်တော်များပေါက်အောင်ပြောလို့ရတယ်နော်မတော်ဘူးဆိုရင်ရှက်ဒါဆိုသူဘောပေါက်ပြီကျေးဇူးတင်ပါတယ်တို့ပို့ပြီးတော့ကျေးဇူးတင်တာဘောပေါက်ပြီကွာအဲ့လိုနော်ရှက်လာလေသမင်းနေရာချက်ပြီးပြီလား စပြီအကုန်လုံးပိုင် ပါပြီဟုတ်ကဲ့နာအဲ့ဒါပြီးလို့ရှိရင်မြန်မာမှာပဲဖြစ်ပါဖြစ်ဘယ်ဘာသာစကားမှာဖြစ်တခုခုကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးလို့ရှိရင်ဘယ်လိုပြန်အဲ့တစ်ဖက်သားဘယ်လိုပြန်ပြောရလဲ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါအမတစုံတစ်ယောက်ကကိုကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိရင်ကိုကဘယ်လိုပြန်ပြောရလဲပြန်ဘယ်လိုပြန်ပြောလို့ရှိလဲ အမီးကတော့ဟုတ်လို့ပြောတယ် ဟုတ်အဲ့လိုလည်းရပါတယ်ရပါတယ်အဲ့လိုပြောလို့မရလားရပါတယ်ကျေးဇူးတင်ဖို့မလိုပါဘူးဒါမှမဟုတ်အင်္ဂလိပ်လို့ဆို you're welcome လားကျေးဇူးလက်ပါညာသူကရပါတယ်အဆင်ပြေပါတယ်အဲ့လိုပြန်ပြောလို့မရှိဘူးလား ရှိရလေဟာဟာဟာ အဲ့ဒါလေးကိုခက်ချီလို့ပြောနော်ခက်ချီရတယ်အာမနာနဲ့နော်ခက်ချီ ကတ်ချစ် ခက်ချီ ကတ်ချစ် ခက်ချီနော်
呀，客气补课去နော် 客气 ခက်ချီဆိုတာတကယ်တမ်းကိစ္စရပါလေဘုခက်ချီဆိုကိစ္စမရှိဘူးပေါ့ဘုခက်ချီပေါ့အဲ့လိုတော့ပြောချင်တာနော် 好ခက်ချီဟုတ်ပြီလားဆိုရင်အဲ့လိုကျေးဇူးတင်တာလည်းပြီးသွားပြီဟောပြီးသွားပြီတယောက်နဲ့တယောက်နှုတ်ဆက်တာမျိုးမညာအိတ်လို့နှုတ်ဆက်တာမျိုးလမ်းခွဲလို့နှုတ်ဆက်တာမျိုးဆိုလို့ရှိရင်ဘယ်လိုနှုတ်ဆက်တယ်လဲမြန်မာ 拜拜呗ဘိုင်လည်းနှုတ်ဆက်တယ်နောက်ပြီးတော့ တက်တာပေါ့ တတနဲ့ဘိုင်နေရတူပဲလေဘိုင်ဆိုတာအင်္ဂလိပ်လိုတတဆိုတာမြန်မာလိုပဲ ဟုတ်တယ် နောက်မှတွေ့မနော်လို့ဘာလို့မရှိဘူးလားဘိုင်နောက်မှ နှု တွေ့ တ်ဆက်ပြီးလေ ဟမ် နောက်မှတွေ့မယ်တော့ခင်းတဲ့လူတွေနဲ့ဆိုရင်တော့ပြောရည်လေ အဲ့လေအဲ့လိုမပြောဘူးလား ဟုတ်လေ အဲ့ဒီအဲ့လားဟောဒုက္ခပဲအဲ့ဆိုရင်ဒီတရုတ်မှာကျွန်တော်再见လို့ပြောနော်再见ကဘိုင်အဲ့ရဲ့ဘိုင်ဆိုတဲ့အဓိပ္ပာယ်လည်းတက်ရောက်တယ်ဒါပေမဲ့သူ့တကယ်တလုံးချင်းစီအဓိပ္ပာယ်ဟာ再见ဆို see again 再ဆိုတာနောက်မှနောက်တစ်ခေါက်နောက်တစ်ခေါ နော က် က်တစ်ခါဟုတ် 见ဆိုတာတွေ့ဆိုတာ再见ဆိုနောက်မှတွေ့မယ် see again ပေါ့ဒါပေမဲ့ခြုံငုံမပါတာပြောမှာဆိုဘိုင်ပဲသွားလို့နော်ဘိုင်ရပတ်ကြ再见再အဲ့ဥစ္စာတွေကတိတိလေးဆိုမမြင်အောင်ဖြစ်နေ မမြင်ရဘူးလားဘယ်မှာမြင်ရပြော အဲ့ဒီလေးဟာပါလဲနောက်က 汉字了拼音了ပြင်းမမြင်အောင်ဖြစ်拼音冇拼音ပြင်းမမြင်ရဘူးဆိုတော့ခဏချက်ပြီးမှာ တခြားဟာတွေမြင်ရအဲ့ဒါပဲမမြင်ရ မြင်ရလား ရပြီနားလင်းတော့ 再见နော်နောက်မှတွေ့မယ်ဘိုင်နော်အဲ့လိုပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မြန်မာဘာသာတိုင်းမှာပဲဆရာမဆိုတာမရှိဘူးလား ဟုတ် အဲ့ဆရာမတွေစာတင်တဲ့ဆရာမတွေဘာလို့ခေါ်လဲဆိုရင်ဘယ်လိုခေါ်လဲ ဟုတ်ရှင် 老师နော်老师ရလားဟုတ်老师လို့ခေါ်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ခွန်းပြောတယ်လို့ဘောနော်ဒီ老师ကရှိတယ်လို့ဆရာမတွေကရှိတယ်ကျောင်းသားတွေရောမရှိဘူးလား ဟုတ် ကျောင်းသားတွေကိုဒီရွှေရှင်းဒီတိုင်းပုံမှန်ကျောင်းသားကိုတော့ရွှေရှင်းလို့ခေါ်ပေမဲ့老师ကဒီကျောင်းသားတွေကိုအများစုသူကခေါ်ခြင်းတယ်ဆိုတော့မှနှုတ်ဆက်ရှင်တာမျိုးပါမျိုးဆိုရင်ခေါ်ခြင်းတယ်ဆိုထုံးရွှေလို့ခေါ်နော်ထုံးရွှေထုံးရွှေထုံးဆိုတာဟာကျတော့တူညီอ่ะရွှေဆိုတာလေ့လာတာတူညီအဲ့ဆိုတူပြောချင်တဲ့သဘောကအတူတူလေ့လာတာကိုပြောချင်တာမျိုးမဟုတ်ဘူးကျောင်းသားတွေဆိုအဓိပ္ပာယ်ပြောချင်တာနော်အဲ့ဆို老师က同学လို့ခေါ်တယ်同学က老师လို့ခေါ်နော်同学ကဆရာကို老师လို့ခေါ်တယ်老师ကျောင်းသားလေးဘယ်လိုပြန်ခေါ်လဲဆိုတာ同学လို့ပြန်ခေါ်နော်အဲ့ကြတော့ကျောင်းသားတွေဆိုလို့ရှိရင်အဲ့တွေကိုခွန်ပြောအများကိန်းဆိုဘာထည့်လို့ရလားမှန်အဲ့ဆိုကျောင်းသားတွေဆိုဘယ်လိုပြောမလဲ同学们同学မဟုတ်တော့ရွှေနော်同学们同学ရလားဟုတ်ရနော်
ဟုတ်ပြီအဲ့လားဆိုရင်အဲ့လားလေးအရင်ဟောလောက်ရအောင်ပါဒီဒါလေးကျနာမည်တွေကကျနောက်မှပြောမယ်နော်နာမည်လေးတွေကနောက်မှပြောမယ်ဘယ်လိုလဲတင်ခမားဆိုလို့ရှိရင်ဘယ်လိုပြောမလဲ你နီဟုတ်တော့你你好，ခမားတို့ဆိုရင်ဘယ်လိုပြောမလဲ你嘛你嘛你ငါဆိုဘယ်လိုခေါ်လဲ我ငါတို့ဆိုရင်我嘛သူဆိုလို့ရှိရင်就说他သူတို့ဆိုရင်他嘛သူမရော啊သူမသူမလည်း他မဟုတ်လားဟုတ်တယ်ဖာပဲသူမ他တို့ဆိုရင်ရော他嘛ဆရာဘယ်လို啊ခေါ်လဲဆရာ老千老老千师老师呢师呢老师呢老嗯千ကျောင်းသားဆရာခေါ်တဲ့ကျောင်းသားတွေဘယ်လိုခေါ်လဲ同水同学နော်အမ同水学生ကကြောင့်နောက်မှပြန်ပြီးတော့လာတင်နေတည်တော်လည်းမလား学生နဲ့同学နဲ့ပါကွာလဲဆိုတော့နောက်ကျပြန်တည်တော်လည်းနော်好อืม好အဲ့ကြောင့်ကျောင်းသားတွေဆိုရင်ဘယ်လိုခေါ်မလဲဆရာမကျောင်းသား同水嘛同学မဟုတ်ဘူးလို့同学同学同水同学们နော်အဲ့ဒါရမ同လား水嘛好အဲ့ဒါဟုတ်ပြီတယောက်နဲ့好တယောက်ဟာကျေးဇူးတင်ပါတယ်ဆိုဘယ်လိုပြောမလဲ谢谢谢谢နော်ဟုတ်ပြီလို့ရှက်လို့ပြောတာဖြစ်ပါပြီတခုခုကြောင့်ပေါ့နော်ဟောလောက်တာဖြစ်အားရပါတယ်မလိုပါဘူးလို့ပြောချင်မလို့ပြောလား不该不该梦的不客气不客客气气不客气不不不客不客客气客气气气不客客气客气不客气နော်ဟုတ်ပြီလားဆိုရင်好ကြောင်းကြောင်းပန်းပိုင်လည်းနှုတ်ဆက်ချင်တဲ့ဆိုဘယ်လိုပြောမလဲ然后အဲ့ဒါမမီအဲ့ဒါဘာဖြစ်တာအဲ့ဒါမမီမခေါ်ရဘူးဖြစ်နေ 在在见在见在再见在在再见နော်再见草拜拜 goodbye လို့လည်းပြောတယ်ပြီးတော့နောက်မှတွေ့မယ်လို့လည်းပြောလို့ရနော်再见在好ရလား好အဲ့ဒါမှာဒီရဲ့ညီလေးတွေကိုဒီမှာရင်းနှီးလေးလည်းပြောပြထားမလား你ရင်းနှီးလေးလေးဆော့ဝဲလေးရောပေးထားမလားပေးထားတယ်အဲ့ဥစ္စာလေးတွေဒီဖြင်းလေးနဲ့ရိုက်ရှာရင်မှလေဒီညီလေးတွေရေးကြည့်နော်ဟော်လေးတွေရောရေးကြည့်နော်ဟာအဲ့လားလေးရေးကြည့်မယ်ရေးကြည့်ထားမယ်ပြီးတော့စာဟွာလေးနဲ့စာအုပ်လေးနဲ့တိတန့်ရေးနော်စာအုပ်လေးနဲ့ဟွာနဲ့အလုံး20လောက်စီတစ်လုံးအလုံး20လောက်ရေးနော်အလုံး20ဆိုတေးလေးရှိတယ်သူတကယ်တေးဥစာတင်ရတာအဲ့ဒါ2မျက်နှာ3မျက်နှာရေးရတယ်တစ်လုံးလေးဟုတ်လားနော်ဟာဟုတ်ပြီပြောကြဒီမှာရှောက်ဟွာတဲ့ရှောက်ဟွာဆိုတာဒါလေးတွေနာမည်လေးတွေရှောက်ဟွာတဲ့နော်ဟာနာမည်လေးရအရင်မတိကျင်နေရတယ်ဘာလို့ဒါလောလောဆယ်အပြပြထားတာနော်ရှောက်ဟွာပြီးတော့ဒါကြောင့်ရှောက်ဟုံးလို့ခေါ်တယ်ဟာ小红ဒါကြောင့်小田နော်小ဆောင်ကြ小田လာဒီနာမည်လေးနော်အဲ့ဒါရမလားဟုတ်ဒါလေးရဘယ်လိုခေါ်လဲ你ဒါက好ဒါက谢谢谢谢ဒါက不客气拜拜
不客气，不客气呢，不客气。啊，再见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 。再见，答吧。老师，老师，对，那等你的不，等你的毕业呢？没收，大他妈顶上，库玛啥顶了？我们等你的毕业。好，大吧。洪红，好了，水，水嘛无了，打可能那边的水了，水，水，洪水，水那也很红水呢。打，马，是吧？等你的到人家毕业，那是那。ဒါတော့ပထမဆုံးနေ့တော့မတလောက်ပြီးရဆိုတော့နောက်ကျရင်ပို့လို့ပြီးလာလိမ့်မယ်တိလား好，ဒါဆိုရအောင်နော်ဒါလေးတွေ好，ရေးထားစာအုပ်မှာတွေရေးထားအဲ့ဒီဟိုပါလေးနဲ့ဟန်စစ်လေးတွေနော်ဖြည်းနေနဲ့ရိုက်ရှာကြည့်好，ဒါဆိုရင်ဒီမှာဒါလေးတွေကမမှတ်ချင်နေရလောလောဆယ်မှာဒါကြောင့်လူရဲ့နာမည်ကိုပြောပြထားနော်။ဥပမာတယောက်နဲ့တယောက်စကားပြောတဲ့အကြောင်းကိုသူကပြောပြထား။ဥပမာအောင်ဆိုအောင်မောင်ဆိုမောင်အမဘေးနားမှာရေးထား好，။သူကပြောရလဲဆိုတော့ရေးထားနော်။အဲ့မှာ好，哎，不，这没有嘛，这没有。对ရှေ့ရှာမှကြတော့ကိုတို့မတို့ပြောချင်တာလားဒီဥစ္စာလားရှာကိုပြောဒါကိုပြောဒီတလုံး Hello နဲ့ဒီတလုံးနဲ့ပြောလားမယ်တွေဆိုလို့ရှရင်ရှေ့ရှောင်းနေထဲလို့လေမဟုတ်ဘူးရှောက်ဆိုတာဒါတရုတ်နာမည်မှာဒါထုံးတန်လို့ဖြစ်နေရှောက်တော့အားတို့အားဟုံတို့နော်အားချန်တို့အဲ့လိုထဲလိုက်ချက်မြန်မာမှာဆိုလို့ရှိရင်လည်းရှိရလေမြန်မာဆိုလို့ရှိရင်ရှမ်းနာမည်တွေတည်လားရှမ်းနာမည်ဆိုစိုင်းတို့အိုက်တို့လေအိုက်တို့တိုင်းတော့တည်အိုက်ပြူတို့အိုက်မောင်းတို့အဲ့လိုထဲတယ်လို့ပဲရှောက်ဆိုတာထဲနော်တို့ဒီမှာဟုတ်အဲ့လိုဟိုလိုမတွေမောင်းနေမဟုတ်ဘူးသူကအဲ့လိုဩဒါအိမ်မှာခေါ်ဟုတ်တဲ့နာမည်ဒီတိုင်းနာမည်အရင်နေထဲတဲ့ပုံစံမျိုးဒါပေမဲ့တကယ်နာမည်မှာကြောင့်မျိုးရိုးနာမည်နဲ့တွားတာအဲ့ဒါကြောင့်နောက်ကျရင်တိလာလိမ့်မယ်ဥပမာလီကျင်းဟုံဆိုလီမျိုးရိုးပေါ့အဲ့မျိုးဒါကြတော့ဒီတိုင်းဒီချင်းခေါ်တဲ့ပုံစံမျိုးအိမ်တွေနဲ့မှခေါ်တဲ့ပုံစံမျိုးနာမည်နော်အဲ့လိုတိလားနာမည်ဟိုလိုကြီးလုံးဝမှတ်ပုံနေတဲ့နာမည်မဟုတ်ဟလားနော်ဟုတ်အဲ့လိုဟိုအလုံးမျိုးပေါ့ဘယ်လိုပြောရမလဲဆိုနတ်နေလို့ပုံစံမျိုးပေါ့နတ်နေအနေနဲ့လည်းသုံးတာမျိုးလည်းရှိရပြီးတော့ကိုယ့်နာမည်အရင်ကိုမှဥပမာဆိုရဆိုလေချင်းခုံဆိုလို့ရှိရင်ခုံတလုံးပဲယူမှအခုံဆိုမှခေါ်လိုက်တာမျိုးအဲ့မျိုးပုံစံမျိုးအတူကခေါ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဟုတ်ဟုတ်ပြီရလားဟုတ်ပါရှာဟွာနဲ့ရှာဟုံနဲ့စကားပြောကြပါနော်ရှာဟွာကျတော့နီးဟာတဲ့နှုတ်ဆက်လိုက်တာဟုတ်လားဟုတ်ရှာဟွာကလည်းနီးဟာတဲ့တယောက်နဲ့တယောက်အပြင်မှာလည်းအဲ့လိုပဲမဟုတ်လားတယောက်နဲ့တယောက်နှုတ်ဆက်တာလေမင်္ဂလာပါတယောက်ကနှုတ်ဆက်ပြီဆိုနောက်တယောက်ကမင်္ဂလာပါနှုတ်ဆက်တယ်မလားမြန်မာကလေးမှနှုတ်မနှုတ်ဆက်ကြရသူများကလေးမှတော့နှုတ်ဆက်ကြတယ်နော်မင်္ဂလာပါပေါ့နှုတ်ဆက်တာနီးဟောင်းဆိုပါသူကနီးဟောင်းလိုက်ဆိုကြည့်နီးဟောင်း你好နီးဟောင်း你好အဲ့လာနဲ့ရှောက်ချန်နဲ့ရှောက်ဟုံဒါကြောင့်2ယောက်နော်ရှောက်ချန်နဲ့ရှောက်ဟုံကကျတော့နှုတ်ဆက်လိုက်တာ老师好老师好老မင်္ဂလာပါ师老师好老师好好ဆိုတာဒီမှာဟိုအနေနဲ့တော့ကောင်းတာပေါ့ဒါပေမဲ့သူနှုတ်ဆက်တဲ့ခါမျိုးမှာဟောတလုံးထည့်လိုက်တာလည်းရတာဥပမာနီးဟောဆိုနီးမန်းဟောတို့နော်ဟုတ်မင်္ဂလာပါဆရာမပေါ့နော်ဒီမှာကျလာရှိဟောအဲ့တော့ခေါင်းကပြောတယ်ကျောင်းသားတွေဆရာမဘယ်လိုခေါ်ရလဲကျောင်းသားတွေကို
ဆရာမကျောင်းသားတွေကိုခေါ်ပြောလား ဟုတ်တယ်ဆရာမကျောင်းသားလေးဘယ်လိုခေါ်လဲ ထုံးရွှေ ထုံးရွှေဒါပေမဲ့အများစုကိုခေါ်ချင်တယ်ဆိုရင်ဘာထည့် မှန်ထဲ့မယ် อื ထုံး ม ရွှေမယ် ထုံးရွှေမဲအဲ့ထုံးရွှေမဲကိုနှုတ်ဆက်ချင်တယ်ဆိုတော့ဘာပြန်ထည့်လိုက်တာလဲ 好 အဲ့ဒါဘာဖြစ်တော့မလဲ ထုံးရွှေ蛮好ထုံးရွှေမဲဟောင်းနော်ရှောက်ချန်နဲ့ရှောက်ဟိုကကျတော့ကျောင်းသားတွေနော်သူတို့နှစ်ယောက်က老师နှုတ်ဆက်လိုက်တာ老师好ဆိုမှာနော်ဟုတ်လားအဲ့ဒါနဲ့老师ကပြန်ပြီးတော့ကျောင်းသားတွေပြန်လို့ဆက်ထုံးရွှေမဲ好ဆိုမှာနော်好ရပါနော်好လာဆိုရင်အဲ့ဒါခုတော့မယ်ခရမ်းကပြောတယ်တယောက်ကူညီလိုက်ပြီဆိုရင်ဘယ်လိုပြောကြတာမြန်မာ ကျေးဇူးပါ ကျေးဇူးပါတရုတ်လိုဘယ်လိုပြောလဲ ရှက်ရှက် ရှောင်းဟိုကရှောင်းဟိုကဒီကလေးမလေးကနော်ရှောင်းဟိုကရှဲဆိုတာပြောလိုက်တာကဟိုလေးက 好 လူတယောက်ကပစ္စည်းယူပေးလိုက်လို့တယ်နော်စာအုပ်လေးယူပေးလိုက်တဲ့ခါကျတော့ရှဲဆိုမှပြောနော်အဲ့တော့အဲ့ယူပေးလိုက်တဲ့လူကဘယ်လိုလဲဆိုတော့လာရှင်းဖြစ်နေတာလာရှင်းဒီကလာရှင်းပုံနဲ့တော့မတူနေဘူးလားဟမ် ကျန် မတူနေဒီကလာရှင်းပုံနဲ့မတူနေဘူးလားလို့ပုံက တူတယ်တုံးသွားတယ် တော့အဲ့နဲ့ခွန်ပြောတယ်တယောက်နဲ့တယောက်ကျေးဇူးတင်ပြီးပြီဆိုလို့ရှိရင်ရပါတယ်မလိုပါဘူးလို့ပြောခြင်းဘယ်လိုပြောတာ 不客气 ဟုတ်ခက်ချီနော် 客气 ခဲဆိုတဲ့ဟာကြီးပါစကြီးဖြီးမှမဟုတ်တော့ခက်ချီ 好 နော် 客气ခက်ချီရလား 好อืม不客气 ဟုတ်ပြီလာပြီးရင်မရှောင်းရှောင်းဟွာရဲ့ရှောင်းဟုံเนี่ยကျတော့နှုတ်ဆက်တာခွန်ကျတော့ဝင်တဲ့ခါမျိုးမှာအတန်းနဲ့ဝင်တဲ့ခါမျိုးမှာကျောင်းနဲ့စဝင်တဲ့ခါမျိုးမှာစတွေးတဲ့ခါမျိုးမှာနှုတ်ဆက်တာကိုကျတော့နီးဟာလို့နှုတ်ဆက်တာမလားလာရှင်းဟာလို့နှုတ်ဆက်တာမလား 好 ပြန်တဲ့ခါကျလို့ရှိရင်ဘယ်လိုနှုတ်ဆက်ကြတယ်လို့ပြောဘူးလဲပြန်တဲ့ခါကျလို့ရှိရင်တယောက်နဲ့တယောက်ဆိုလို့ရှိရင်မြန်မာလိုဆိုရင်ဘယ်လိုနှုတ်ဆက်လဲ 拜拜နောက်မှတွေ့မယ် အဲ့ဒါတရုတ်လိုဆိုရင်ဘယ်လိုပြောမလဲ 再见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 နော်အဲ့ကကြောင့်老师ဒါကြောင့်老师မလား 好老师再见ဆိုတာဆရာကြီးဘိုင်ဘိုင်နှုတ်ဆက်လိုက်တာမလား 好 အဲ့ကကြောင့်老师ကဘယ်လိုပြန်နှုတ်ဆက်ပြန်တယ်လဲတယောက်နဲ့တယောက်ဒါကြောင့်老师再见再见老师ကလည်း再见လို့ပဲပြန်ပြီးနှုတ်ဆက်တယ်လေနော်ရ 好 လား ရတယ်ဟုတ် ဟုတ်ပြီအဲ့ဒါရအောင်နော်ပြန်ပြောပြမယ်နော် ဟုတ် မြင်ရလားကောင်းကောင်းရော ဟုတ်ညရရှင် ဟုတ်ပြီခဏကျဇွန်ခဏကြာတော့မှာနော်ဘာလို့ဆိုတော့မိနစ်40ပဲရလေနော်ပြန်ပြီးပြန်တော့ဝင်ကြ ဟုတ် ခွန်ပြောတဲ့ဒါကိုဘယ်လိုခေါ်တယောက်နဲ့တယောက်နှုတ်ဆက်တာ 你好 အဟုံရှောင်းဟုံရောဘယ်လို 你 ပြော 好 တယောက်နဲ့တယောက်နီးဟောင်းမင်္ဂလာပါနီးဟောင်းမင်္ဂလာပါနှုတ်ဆက်တယ်နော်ဟုတ်ပြီ ဟုတ် အဲ့ဆိုရင်ရှောင်းချန်နဲ့ရှောင်းဟုံက老师ကိုဘယ်လိုနှုတ်ဆက်တာလဲ 老师好老师好နော်老师好ဟုတ်ပြီအဲ့တော့老师ရောအဲ့ရှောင်းဟုံနဲ့ရှောင်းချန်ဒီကျောင်းသားတွေဘယ်လိုနှုတ်ဆက်လဲ 同学好同学吗同学们好ကျောင်းသားတွေအများမို့လို့နှစ်ယောက်မို့လို့နော် ဟုတ်同学吗好ရလား ဟုတ်အဲ့ကကြောအမ
ဆရာကကူညီပေးနေကူညီပေးနေတင်းလားကူညီပေးဘယ်လိုပြောကြလဲ 谢谢，ရှဲရှဲအဲ့ဒါတော့ရပါတယ်ဆိုလို့ပြောချင်တယ်ဆိုရှင်မလိုပါဘူးလို့ပြောချင်ရင် 客气，不客气客气，客气ပဲကြားရတော့不客气နော်ပူပါနော် 客气，不客气နော် 不不客不好，ဟုတ်ပြီလားဆိုရင်ပြန်တဲ့ခါမျိုးမှာနှုတ်ဆက်ကြမယ်ဆိုလို့ရှင်ဘယ်လိုပြောနှုတ်ဆက်လဲဆရာနှုတ်ဆက်တာ老师再见，老师再见老师ကဘယ်လိုပြန်နှုတ်ဆက်လဲ再见，ရပါနော်好好。好吧，那所以。